အော်တိုဘာလ29ရက်နေ့နေ့လယ်ခင်းပိုင်းမှာအတက်ဘက်ကိုပြန်ပြီးတော့မှအားတာလာခဲ့တဲ့ကမ္ဘာရွှေဈေးကလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့4006ဈေးတန်းကိုရောက်နေတာပဲဖြစ်ပါတယ်ဆိုတော့ကမ္ဘာရွှေဈေးကဆက်ပြီးတော့တက်မလားဆက်ပြီးတော့ကျမလားကျွန်တော်တို့ဘယ်ဈေးတန်းတွေမှာအယောင်းဝယ်လုပ်မလဲဆိုတာကိုဆက်ပြီးတော့မှသုံးသပ်ကြည့်အောင်ပါH4 time frame ရသုံးသက်ရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်သတ်မှတ်ထားတဲ့ resistance ဈေးတန်း4000ဈေးတန်းကိုရောက်နေတာပဲဖြစ်ပါတယ်ဆိုတော့ဒီ4000ဈေးတန်းအပေါ်ကိုကျွန်တော်တို့ဒီ H4 time frame ရဖောက်တက်ပြီးတော့မှပိတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ခွာရွှေဈေးက4053ဈေးတန်းနေ4135ဈေးတန်းဝန်းကျင်နေအထိကိုပြန်ပြီးတော့မှမြင်တွေ့ရနိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ4000ဈေးတန်းအပေါ်ကိုမှဖောက်တက်ပြီးမပိတ်နိုင်ခဲ့ဘဲနဲ့4000ဈေးတန်းအောက်ကိုပြန်ကျခဲ့မယ်ဆိုလို့ရှိရင်လည်းကမ္ဘာရွှေဈေးက3960ဈေးတန်းနေကျွန်တော်တို့3893ဈေးတန်းဝန်းကျင်တွေကိုဒါပြန်ပြီးတော့မှမြင်တွေ့ရနိုင်ပါတယ်ဆိုတော့ရေတိုရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်တော့လက်ရှိမှာကျွန်တော်ဒီဈေးတန်းစုံလေးကိုစောင့်ကြည့်စေချင်တယ်ဒီ4000ဈေးတန်းအပေါ်ကိုဒါကျွန်တော်တို့H4 time frame ရဖုတ်တက်ပြီးပိတ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမိတ်ဆွေတို့တွေနဲ့ရေတိုအဝယ် order လိုက်နိုင်တယ်ဘယ်လောက်မှအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ4030ဈေးတန်း4050ဈေးတန်းဒီဈေးတန်းဝန်းကျင်တွေမှာအသေးချတဲ့အမြတ်ကိုမိတ်ဆွေတို့အနေနဲ့ပိုင်းဖြတ်ထားနိုင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ4000ဈေးတန်းစုံလေးကျွန်တော်ပြထားတဲ့စုံလေးပေါ်မှာ H4 time frame ရဖုတ်တက်ပြီးမပိတ်နိုင်ခဲ့ဘဲနဲ့ကျွန်တော်တို့ပြန်ကျခဲ့မယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒါရေတိုအယောင်း order လိုက်နိုင်တယ်ဘယ်တော့မှအမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ3980 3960ဒီဈေးတန်းဝန်းကျင်တွေမှာမိတ်ဆွေတွေနဲ့တေချာတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်။ဒါကြောင့်မို့ရေတိုရောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့တစ်နေ့တာအတွက်ဒီ4000ဈေးတန်းဝန်းကျင်ကိုစောင့်ကြည့်မယ်။ဒီ4000ဈေးတန်းအပေါ်ကိုဖောက်တက်ခဲ့မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတွေနဲ့ရေတိုအဝယ် order လိုက်နိုင်ပြီးတော့မှဒီ4000ဈေးတန်းအောက်ကိုပြန်ရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတွေနဲ့ရေတိုအယောင်း order လိုက်နိုင်ပါတယ်။ကမ္ဘာရွှေဈေးကလည်းကျွန်တော်တို့ဒီ resistance ဈေးတန်းဖြစ်တဲ့4000အပေါ်ကိုတေချာပေါက်ဖောက်တက်ပြီးပိတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ4135ဈေးတန်းဝန်းကျင်တွေအထိကိုအတက်ပြန်လာနိုင်ပြီးတော့မှဖောက်မတက်နိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ3893ဈေးတန်းဝန်းကျင်တွေကိုပြန်ပြီးတော့မှတစ်ခေါက်ပြန်လာနိုင်ပါတယ်။ဒါကြောင့်မို့ဒီနေ့အတွက်ဆိုလို့ရှိရင်တော့အယောင်းဝယ်လုပ်ချင်တဲ့မိတ်ဆွေတွေ4000ဈေးတန်းကိုစောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။နောက်ပြီးတော့အခုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာကျွန်တော်ကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာသင်တန်းတက်လေ့လာနိုင်တယ်လို့အယောင်းဝယ်လုပ်ခြင်းတဲ့မိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Viber Telegram ကနေတဆင့်အသေးစိတ်လာရောက်စုံစမ်းနိုင်ပါတယ်။သင်တန်းတက်ခြင်းတဲ့မိတ်ဆွေတွေအနေနဲ့ကတော့ကျွန်တော်တို့ Zoom class နဲ့ video class ဆိုပြီးတော့မှ2မျိုးရှိမယ်။ Zoom class ကတော့ကျွန်တော်တို့သင်တန်းကြီး3သိန်းတက်မှတ်ထားပြီးတော့မှ video class ကတော့ကျွန်တော်တို့သင်တန်းကြီး5000တက်မှတ်ထားပါတယ်။ဒါကြောင့်မလို့မိတ်ဆွေတို့ကြိုက်နှစ်သက်တဲ့သင်တန်းလေးတွေကိုတက်ပြီးတော့မှကမ္ဘာရွှေလုပ်ငန်းကိုလေ့လာနိုင်ပါတယ်။သင်တန်းတက်ခြင်းတဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့ဒီ Viber Telegram ကနေတဆင့်သင်တန်းအပ်နှံနိုင်ပါတယ်ခင်ဗျာ။